မျက်မမြင်မိန်းကလေးတစ်ယောက်ဟာသူမရဲ့ကြောင်လေးကိုနေရာအနှံ့လိုက်ရှာနေခဲ့တယ်။ကြောင်လေးဟာလူသက်သမားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာရှိနေမှန်းသူမမသိခဲ့ပါဘူး။သူမဟာကြောင်အော်တန်ကြားရစီကိုစံတဝါဝါနဲ့တွားခဲ့ပေမဲ့သူမထိမိလိုက်တာကအေးဆက်နေတဲ့တံမဏိလက်ကြီးဖြစ်နေတယ်။ဒါပေမဲ့သူမမကြောက်ခဲ့ပါဘူး။အဲ့ဒီအစားကြောင်လေးကိုကောက်ချီပြီးသူ့ကိုကျေးဇူးတင်စကားပြောခဲ့တယ်။လူသက်သမားကသူမကိုမျက်မမြင်ဟန်ဆောင်နေတာလို့တန်တရားဝင်ပြီးစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်။မိန်းကလေးကဘာလို့ပြန်မှုမှမပြတာကိုမြင်လိုက်ရတဲ့အခါကျမှလူသက်သမားဟာသဘောပေါက်သွားခဲ့တယ်။အဲ့ဒီမိန်းကလေးကတကယ်ပဲဘာမှမမြင်ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသူဝေခွဲမရဖြစ်သွားပြီးမိန်းကလေးကိုလွတ်ပေးဖို့ဆုံးဖြတ်လိုက်ပေမဲ့မိန်းကလေးကတော့သူ့ရဲ့တံမဏိလက်ကြီးအကြောင်းကိုစစ်စစ်မေးမြန်းချင်နေခဲ့တယ်။လူသက်သမားဟာချက်ချင်းပဲအံ့အားသင့်သွားခဲ့ပြီးသူကမတော်တဆမှုတစ်ခုကြောင့်သူ့ရဲ့တကယ်လက်ဆုံးရှုံးခဲ့ရတာလို့မိန်းကလေးကိုပြောပြခဲ့တယ်။ဒါကိုကြားလိုက်ရတဲ့အခါမိန်းကလေးကသူ့ရဲ့တံမဏိလက်အတွက်စိတ်မကောင်းဖြစ်ုံတင်မကပဲကြောင်လေးရဲ့ကဲတင်ရှင်ကဘလို့ပုံစံမျိုးလဲဆိုတာကိုပါသိချင်နေခဲ့တယ်။လူသက်သမားကလန့်သွားပြီးနောက်ကိုမတိစိတ်နဲ့ဆုပ်လိုက်မိပေမဲ့မိန်းကလေးကတော့သူမရဲ့ဆန္ဒကိုဆွတောင်းဆိုပြီးလူသက်သမားရဲ့မျက်နှာကိုထိတွေ့ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့လူသက်သမားဟာနောက်ဆုံးမသွားပဲမိန်းကလေးကိုသူ့မျက်နှာကိုပုတ်တက်ခွင့်ပေးလိုက်တယ်။သူ့ရဲ့နှလုံးခုန်တန်တွေမြန်လာခဲ့ပေမဲ့ဒါဟာဘလို့ခံစားချက်မျိုးလဲဆိုတာသူမသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲမိန်းကလေးကသူ့မျက်နှာဖုံးကိုထိမိသွားပြီးမေးဖို့ပြင်လိုက်ပေမဲ့လူသက်သမားကလှည့်ထွက်သွားခဲ့တယ်။နောက်ရက်မှာတော့မိန်းကလေးဟာတောထဲမှာလမ်းပြောက်သွားခဲ့တယ်။သူမချော်လဲတော့မဲ့အချိန်တိကျမှာပဲလူသက်သမားကပေါ်လာပြီးသူမကိုကယ်တင်ခဲ့တယ်။ဒါပေမဲ့သူပြန်ဖို့ပြင်တဲ့အခါမိန်းကလေးကဆွဲထားပြန်လို့ဘာမှမတတ်နိုင်တဲ့အဆုံးလူသက်သမားဟာသူမနဲ့အတူနေပေးခဲ့ရတယ်။မိန်းကလေးကသူ့ကိုတောအုပ်ကြီးကဘလို့ပုံစံလဲလို့မေးတဲ့အတွက်သူကမိန်းကလေးကိုတစ်ပင်ကြီးတွေကိုလိုက်ထိခိုင်းတယ်။အဲ့ဒီအချိန်မှာပဲငှက်ငယ်လေးတစ်ကောင်ကသူမရဲ့လက်ပေါ်ကိုလာနာခဲ့ပြီးသူမဟာသဘောကျပြီးတဟားဟာရေမောလိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့လူသက်သမားရဲ့မျက်နှာအမူအရာဟာအနှဲငယ်ပြောင်းလဲသွားခဲ့ပြီးသူဟာမိန်းကလေးရဲ့မျက်စိကိုတေချာပေါက်ကုသပေးမယ်လို့ရုတ်တရက်ကတိပေးလိုက်တယ်။မိန်းကလေးကအယမ်းပျော်သွားခဲ့ပြီးမျက်စိပြန်မြင်ရတဲ့အခါပထမဆုံးလုပ်မဲ့အလုပ်ကသူ့ရဲ့ပုံစံကိုကြည့်ဖို့လို့သူမကပြောခဲ့တယ်။မိန်းကလေးကိုအိမ်ထိလိုက်ပို့ပြီးတဲ့နောက်မိန်းကလေးကလက်လန်းပြီးသူ့မျက်နှာကိုထပ်မံထိတွေ့ခဲ့ပြန်တယ်။ဒီတစ်ချိန်မှာတော့သူထွက်မပြေးတော့ပါဘူး။သူ့မျက်နှာမှာအမာရွတ်တွေအပြည့်ပဲလို့မိန်းကလေးကိုသူပြောပြခဲ့ပေမဲ့မိန်းကလေးကတော့ဒါကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး။သူမဟာလူသက်သမားကိုနူးညံ့တဲ့စကားတစ်ခုပဲပြောခဲ့တယ်။လူသက်သမားဟာချက်ချင်းပဲအံ့အားသင့်ဆုံးသွားခဲ့ရတယ်။အဲ့ဒီအချိန်မှာမိန်းကလေးရဲ့နူးညံ့သိမ်မွေးမှုကသူ့နှလုံးသားထဲကအေးဆက်မှုတွေကိုလုံးဝအရေးပျော်စေခဲ့ပြီးသူတခါမှမချွတ်ခဲ့ဘူးတဲ့မျက်နှာဖုံးဟာပထမဆုံးအကြိမ်ဖြစ်တစုံတစ်ယောက်အတွက်ပြုတ်ကျသွားခဲ့ပါပြီ။